စစ်ဆုံးလေးတို့ရေဒါကတော့ကြတော့ဂန်းကောင်ဟမ်မိတ်ပါဒါလေးကဂန်းကောင်ဟမ်မိတ်ပါအယောင်လေးကတော့2ယောက်ပဲရှိတော့ပါမယ်နော်အယောင်လေးကတော့2ယောက်ပဲရှိတော့ပါမယ်သူကကြတော့3ခိုက်သမိုက်1ဆက်ပါဈေးလေးကလက်ကားဈေးကကြတော့92,900ပါလက်လီက6,200ပါမင်းဒီဇိုင်းလေးတွေပြပေးပါမယ်ဒီဇိုင်းအယောင်ကတော့2ယောက်ပဲရှိမယ်ဒီဇိုင်းပြပေးပါမယ်တွင်းချီအပြင်ချီကုန်ပြပေးပါမယ်နော်အရင်လှပါတယ်ရမ်းလှပါတယ်အယောင်လေးက2ယောက်ပဲရှိအဖြူလေးရယ်ခရမ်းလေးရယ်ပဲကျန်တော့တာပါအယောင်လေးပြပေးမယ်ဒီဇိုင်းလေးလည်းပြပေးပါမယ်နော်ဒါလေးကအဖြူလေးလည်းတားလှတယ်နော်ဖြူလေးရမ်းလှတယ်သူကတိုးမွေးထိုးထားတာပါတိုးမွေးထိုးထားတာပါအနီးကပ်ပြပေးပါမယ်မမေတိုးမွေးထိုးထားတာပါသူကပတ်လည်မှာထိုးထားပေးတာပါပတ်လည်ထိုးထားပေးတာပါပတ်လည်မှာလည်းပန်းတွေပါပါတယ်ပတ်လည်မှာပန်းတွေပါပါတယ်ဖြူလေးလည်းလှပါတယ်နော်ဖြူလေးလည်းလှပါတယ်ဖြူလေးလည်းတားလှပါတယ်သူက3ခိုက်တမိုက်ပါခရမ်းလေးလည်းလှပါတယ်နော်ခရမ်းလေးလည်းလှပါတယ်ခရမ်းလေးဆိုပိုတော့လှပါတယ်နော်ပတ်လည်းထိုးပေးထားတာပါသူ့ရဲ့အပွင့်ရပတ်လည်းပါပါတယ်နော်သူ့ရဲ့ပွင့်ရပတ်လည်းပါပါတယ်နင်းတွင်းချီလေးလည်းပြပေးပါမယ်တွင်းချီပါဒါလေးကတွင်းချီထိုးထားတဲ့တွင်းချီလေးပဲတည်တတ်ပါတယ်နော်3ခိုက်တမိုက်ပါပါတယ်ရောင်လေးကရမ်းလှပါတယ်နော်ရောင်လေးဆိုရင်နှုတ်ဖတ်နေရပါပဲရောင်လေးတွေရမ်းလှပါတယ်အားလှပါတယ်နော်3ခိုက်တမိုက်ပါပါတယ်မှာပါဒီလိုလေးပါရာရောက်တဲ့မြို့တိုင်းရောက်ပို့ပေးပါတယ်ရန်ကုန်မြို့လေးဆိုလို့ရှိရင်တော့အင်အားငွေချေရပါတယ်ကြံမြို့နယ်တွေဆိုရင်တော့စီယံငွေ1000ကျိုးလဲပေးရပါမယ်နော်ပြည်သူသိရှိလိုပါကပေးချက်ပေါက်မှာမင်းများနိုင်ပါတယ်